အရိမတေယဘုရားအလောင်းပဲဗတ္တကဘာမှာပွင့်တော်မူမဲ့ဘုရားငါးစုထဲမှာနောက်ဆုံးဘုရားပဲအဲ့ဒီတော့မှရိသယဟန်ကဘေသတ်တွေဝမ်းမြောက်ဝမ်းသာစွာနဲ့သူ့လက်ထဲမှာအလှခံထားတဲ့ရွှေသင်္ကန်းကိုဂေါရမီထေဂေါရမီမဟာပသပတိဂေါရမီလှူထားတဲ့ရွှေသင်္ကန်းကြီးကိုမြတ်စွာဘုရားတရင်သုံးတဲ့ခန္ဓာကူရီကြောင်းတော်မှာမျက်နဲ့ကျက်အဖြစ်နဲ့ချိန်ဆွဲပြီးတော့လှူဒန်းတယ်တဲ့ကဲဘုရားကပလင်ပေါ်မှာရွှေသင်္ကန်းကြီးခြုံပြီးတော့ထိုင်းနေတာခေါင်းတော်ဘော်ကနေပြီးတော့မျက်နဲ့ကျက်ပုံသဏ္ဍာန်လုပ်ပြီးတော့တခါတည်းအဲ့ဒီမှာတက်လှူလာအပေါ်ကရွှေသင်္ကန်းရောင်ရဲ့အောက်ကမြတ်စွာဘုရားဝတ်ထားတဲ့ရွှေသင်္ကန်းရောင်ရဲ့ဟာဘေးသားရဲ့မြတ်စွာဘုရားရဲ့ရုပ်ရူပကာယကဘလို့မှဖူးလို့မဝဘူးတဲ့ရွှေရောင်တွေကလည်းတဖြည်းဖြည်းတပြပြနဲ့ခါဘုရားရဲ့အသေးတော်ကလည်းတခါတည်းအလွန်တရာကိုကြီးညိုဝေးအောင်ကောင်းအဲ့ဒီမှာအစိတယဟန်ကလေခန္ဓာကိုယ်ဒီကြောင်းတော်မှာမျက်နှာကျက်ဖြင့်ချိန်ဆွဲလှူဒန်းပြီးတော့ဆူတောင်းပါတယ်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်ဘုရားကိုတပည့်တော်ရွှေသင်္ကန်းကြီးကိုမျက်နှာကျက်အဖြစ်လှုပ်လို့ရတဲ့ကုသိုလ်ကံအစွမ်းဘက်ကားကြောင့်တပည့်တော်လေဘုရားဖြစ်တဲ့အခါမှာရွှေပန်းဆိုင်ငွေပန်းဆိုင်ရွှေငွေတန်တန်ပလဲရွှေပန်းဆိုင်တွေငွေပန်းဆိုင်တွေရွှေနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေဘိန်းတို့ပြည်သားအခုလျှက်စစ်တွေရောင်းတဲ့နေရာလျှက်စစ်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာရန်ကုန်တို့ဘာလို့သူကြည့်ပါလားမိပန်းဆိုင်ကြီးတွေမလှဘူးလားပြည်သားရဲ့တချို့မိပန်းဆိုင်တွေတော့3-4သိန်းပေးရတယ်အဲ့ဒီလိုပေါ့ရွှေနဲ့လှုပ်ထားတဲ့ပန်းဆိုင်ကြီးတွေဗဒမြားနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေတန်တာနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေအဲ့ဒီလိုရွှေငွေတန်တာပလဲများတို့ဖြင့်တန်းစားဆင်းလျက်ယရနာ9ပါးနဲ့ပြည့်စုံတဲ့ဆက်နဲ့ယူဇနာကျဲဝန်းတဲ့ဗိမာန်မျက်နှာချက်ကိုတပည့်တော်ဘုရားဖြစ်တဲ့အခါမှာအဲ့ဒီလိုရွှေပန်းဆိုင်ကြီးတွေနဲ့တန်းတာဆင်ထားတဲ့ဗိမာန်မျက်နှာချက်ကြီးဟာတပည့်တော်သွားလေရမှာလိုက်ပါစေသာမြတ်စွာဘုရားလိုပဋ္ဌာန်းဆုတော်ကိုအဂါတိကောင်းစွာမဲ့သွေတောင်းယူတော်မူလိုက်ပါပေတည်းအဲ့ဒီဆုကိုတောင်းပြီးတော့အဇိဒယဟန်ကသူ့နေရာသူပြန်ထိုင်သူ့နေရာသူပြန်ထိုင်တဲ့အခါကျတော့အဲ့ဒီမှာသာရိပုတ္တမဟာပညောဓမ္မသေနာပတိသာရိပုတ္တမဟာပညောဓမ္မသေနာပတိဝိဘူလောကနာမနုကံပါယသတ္ထာရံပရိမုစ္စတိအရှင်သာရိပုတ္တရမထေရသူများဟာအဇိတာယဟန်ဘယ်လိုဘုရားဖြစ်မဲ့ဆိုတာကိုသိ